စိတ်ကြယောဂနဲ့စိုးရိမ်ပူပန်မှုဆိုင်ရာယောဂတချို့မှာသုံးနည်းရှိတဲ့အဆီတာလိုဘရန်ဆိုတဲ့ဆေးအကြောင်းကိုပြောပြပေးသွားပါမယ်ဒီဆေးကဥမနောက်ထဲမှာရှိတဲ့ဆီရိုတိုနင်လို့ခေါ်တဲ့ဓာတ်တစ်မျိုးကိုမျှတအောင်လို့ကူညီပေးပါတယ်။ဆီရိုတိုနင်ကပမာဏမျှတလာတဲ့အခါမှာစိတ်ခံစားချက်၊အိပ်စက်မှုနဲ့နေ့စဉ်ဘဝမှာလှုပ်ဆောင်နိုင်စွမ်းတွေပိုပြီးတော့ကောင်းမွန်လာစေနိုင်ပါတယ်။အဆီတာလိုဘရန်ရဲ့ကောင်းကျိုးတွေအကြတော့စိုးရိမ်ပူပန်မှုလျော့နည်းလာနိုင်ခြင်း၊စိတ်ကြဝေဒနာလက္ခဏာများသက်သာလာနိုင်ခြင်းအိပ်စက်မှုနဲ့အာယုံစူးစိုက်နိုင်စွမ်းတိုးတက်လာနိုင်ခြင်းနေ့စဉ်လှုပ်ရှားမှုတွေကိုပုံမှန်ပြန်လုပ်နိုင်ဖို့အတွက်အထောက်အကူပြုနိုင်တာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဆေးတိုင်းမှာဘေးထွက်ဆိုးကျိုးတော့ရှိနိုင်ပါတယ်။ဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေအကြတော့ပြို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ပါးစပ်ခြောက်ခြင်း၊အိမ်ငိုက်ခြင်းသို့မဟုတ်အိမ်မပျော်ခြင်းတို့တော့ဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒီလက္ခဏာတွေကလူအများစုမှာအချိန်ကြာလာတာနဲ့အမျှသက်သာသွားလိမ့်ရှိပါတယ်။အဆီတာလိုဘရန်ကိုဘယ်လိုတောက်ရမလဲဆိုတော့ဒီဘူးရအဖြစ်တော့တစ်နေ့တစ်ချိန်တောက်ရလိရှိပါတယ်။တတိချာရမယ့်အချက်တွေကကြတော့ဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ဆေးကိုရုတ်တရက်မရက်ပါနဲ့ဆေးအာနိသင်ကိုချက်ချင်းမခံစားရဘဲနဲ့2ပတ်မှ6ပတ်ခန့်ကြာနိုင်ပါတယ်။အရက်တောက်ခြင်းကမူးဝေမှုကိုပိုပြီးတော့စိုးစေနိုင်ပါတယ်။တခြားဆေးတွေတောက်နေတာရှိရင်လည်းမိပြတ်နေတဲ့ဆရာဝန်ကိုကြိုတင်ပြီးတော့အသိပေးသင့်ပါတယ်။ဒါကြောင့်ဆေးမတောက်ခင်မှာဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့အကြံပြုလိုပါတယ်အားလုံးပဲကျန်းမာကြပါစေရှင်